ဟုတ်ကဲ့ပါကျွန်တော်တို့24ရက်5လပိုင်း2025မှာမဲဖောက်ပေးလိုက်တဲ့ကျပ်သိန်းပေါင်း400ကျော်ကန်ဆာမဲဝဲကြီးကနေမဲပေါက်သွားတဲ့နောက်ထပ်ဆိုင်ကယ်ကန်တူးရှင်တယောက်ဖြစ်တဲ့ရွှေဘိုရေကျော်ကနေပြီးတော့မှဦးမြတော်ကျော်ကျွန်တော်တို့ဆိုင်ကယ်ကိုကိုယ်တိုင်ကိုရောက်ကျွန်တော်တို့ GW တင်းနဲ့သွားပြီးတော့ပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့လည်းဒီ live ပါကြည့်ရှုပေးပါအောင်ဗျာ ရေကျော်ကဦးမြတော်ဖြစ်ပါတယ်ခင်ဗျာ နော်ဆက်လေးနဲ့လာကြိုပေးတယ်ဒါအခုကဟိုဘက်ကတော့ကုန်းလမ်းမရတော့ဒါကျွန်တော်တို့လေနဲ့ပဲဆိုင်ငယ်တင်ပြီးတော့အိမ်ုံသွားပို့အောင်ပါဗောနော်ကျက်သိန်းပေါင်း400ကျော်ကျေးဇူးတော်များဆုလက်ဆောင်ပေးရပွဲကြီးကိုနိုင်ငံကျော်လူပညာရှင်များနဲ့ရွှေကမာရဲ့ကောင်တာများဒီမှာကိုဘေးကောင်းတာအိမ်မဲမြို့နယ်ရွှေဘိုကျော်ကျွေးရအောင်သူရွှေဘိုသူကျွေးရပါကျွန်တော်နာမည်ကတော့ကိုမြတ်စော်ဝင်းဖြစ်ပါတယ် ကိုမြတ်တော်ပါသူညဖုံးမကင်ပါဘူးထမင်းစားနေလို့ကိုကြီးမလေးဆိုင်ကယ်လေးပောက်သွားတော့လေရင်ထဲမှာဘလို့ခံစားရလဲလို့ မမျော်လင့်ပဲရတော့ပျော်တာပေါ့နော် ပြောတာဟုတ်တာနောက်ကမျိုးတက်လာရင်ဘာနဲ့လာမှာလဲ အဲ့ဆိုင်ကယ်နဲ့လာ အဲ့ မှာ ဆိုင်ကယ်နဲ့လာမှာအဲ့ဆိုင်ကယ်တေချာကြည့်တာမသိရဟုတ်ပါဘူးဘယ်ချိန်နဲ့စတိခဲ့ရလဲကိုကြီး ကြာပြီး10နှစ်လောက်ရှိပြီ 10နှစ်လောက်ရှိပြီဟုတ်တော်ကြာပြီပဲ အစင်ပြေလို့ရွှေဝယ်မယ်လို့စိတ်ကူးတိုင်းရွှေတဘာဝဲတတိရတယ် ရှုပ်ပါကောင်မလေးတွေရတယ်ရမ်းဝန်ဆောင်မှုကောင်းနေ ကောင်းတယ်ရွှေကဘာကောင်မလေးတွေကအရန်ပြောကောင်းတော့ဟိုဒါချောလဲလာလဲလာတယ်ကောင်လေးတွေလည်းချောတယ်ဟုတ်တကယ်လည်းကောင်းတယ်တကားပြောတကယ်ကောင်းတယ်တကယ်ချစ်စရာကောင်းတယ် ဒါဒီကျိုးလေးကိုဝဲဖို့ဒါတော်တော်လေးတိုက်တွန်းခဲ့ရတာပါဒီမှာကြီးကိုလေ ဟုတ်တယ်ဝဲမဲ့နော်လေးလို့လှအောင်ဝဲမဲ့နော်ကျိုးဝဲတဲ့ဆိုလို့ဝဲလိုက်တာရွှေကဘာရွှေတိုင်ကိုဓာတ်ထက်မကတိုးတက်အောင်မြင်ပြီးတော့ရောင်းကောင်းပါစေလို့ဆုတောင်းပေးပါတယ် အခုကြည့်နေတဲ့လူတွေတဲ့ ရွှေဝယ်မယ်လို့စိတ်ကူးတိုင်းရွှေကဘာဝယ်ပါတာတယ်ရွှေကဘာဝယ်လဲကန်ထူးမယ်အဲကြောင့်ရွှေကဘာပါပဲအားပေးကြပါဟုတ် သမီးရတက်တူဝမ်းတာရပါတယ်အနီလေးဟာ ဒီလည်းဝမ်းသာပါတယ်